ကိုယောမနုမနောအမျိုးသားနေဖြစ်ပေါ်လာဖို့ တမဘာစေဖို့တော့ဘာအလဘမင်္ဂလာပါကျွန်တော်နာမည်ခုရှိရှိဖြစ်ပါတယ်အခုကျွန်တော်ကိုယမနုမနောအမျိုးသားနေ့ဖြစ်ပေါ်လာတဲ့မိုင်းကိုကျွန်တော်အကျဉ်းချုပ်တည်ဆက်ပြတော့မှာဖြစ်ပါတယ်ဗျာကိုယမနုမနောအမျိုးသားနေ့ကိုလွန်ခဲ့တဲ့1999ခုနှစ်ကလေးကစတင်တမကပြီးနှစ်စမပြတ်မကွက်ကျင်းပလာခဲ့တာဖြစ်ပါတယ်ဒီလိုကျင်းပရန်ချီရဲ့အဓိကရည်ရွယ်ချက်ကတော့မျိုးနွယ်စုဝေတွေအကြားစီလုံးညီညွတ်မှုကိုခမာစေဖို့ကိုပါဘာသာစကားစာပေနဲ့ရိုးရည်ကျမှုအမွေအနှစ်တွေကိုမျိုးဆက်သစ်တွေလက်ထက်မှာပျောက်ကွယ်မသွားအောင်ထိတ်သိမ်းဆောက်ရှောက်ဖို့ပဲဖြစ်ပါတယ်ဗျာကိုယမနုမနောအမျိုးသားနဲ့အခမ်းအနားအစီအစဉ်များဖြစ်တဲ့နိုင်ငံတော်အလားနဲ့အမျိုးသားအလားတို့ကိုအလိမ်ပြုခြင်းအမျိုးသားနဲ့ဖြစ်ပေါ်လာဖို့ဓမ္မအကြောင်းအားဖတ်ကြံခြင်းရိုးရဘိုးဘလူအဖွဲ့များနဲ့ရည်ကျမှုအကန့်များဖြစ်ဖြစ်တည်ဆဲခြင်းတို့ဖြစ်ပါတယ်ဘွဲတော်ကျေးပါရမှာတော့ကိုယောတိုင်းရေးသားတွေဟာသူတို့ရဲ့ရိုးရဝတ်စုံတွေကိုကိုယူစွာဝတ်စီကြပြီးရိုးရအကအလတွေတေးဒီချေတွေနဲ့စီကားတိုင်းများစွာဖျော်ဖြေလေးရှိကြပါတယ်။ဒါအပြင်အမျိုးသားနဲ့တဝေလာဖန်ချန်ခြင်းနဲ့ထူးချွန်တဲ့မျိုးနွယ်စုဝေတွေကိုဂုဏ်ပြုခြင်းတွေကလည်းအမျိုးသားနဲ့ရဲ့အနိတ္တရာတစ်ခုဖြစ်ပါရဲ့ဗျာ။အဓိကကျေးပါရတဲ့တာဖြစ်တဲ့ကိုယောမနုမနောတိုင်းရေးသားများအများဆုံးနေထိုင်ရာဖြူစုံမြို့နယ်အထူးသဖြင့်ဖြူစုံမြို့အနောက်ဖက်ခြားရှိကျွေးရများတွင်နှစ်စဉ်အလက်ကျသို့မဟုတ်ဘဟုအစစ်အခမ်းအနားများကျင်းပလေ့ရှိပါတယ်ဗျာကိုယောမနုမနောမြို့နယ်စုဝင်များ၏စာပေရည်ကျွေးမှုနှင့်အမျိုးသားရေးကိုလူလာတော်မြို့နယ်စုကောင်းဆောင်များစာပေနှင့်ရည်ကျွေးမှုကော်မတီမှတာဝန်ရှိသူများကစတင်ဦးဆောင်ဆွေးနွေးခဲ့ကြသည်မိမိတို့၏ကိုယ်ပိုင်လက္ခဏာပျောက်ကွယ်မှုကိုစိုးရိမ်သဖြင့်1999ခုနှစ်တွင်ညီနာတပေပြီးစတင်အကောက်ထဲဖော်ခင်းခြင်းဖြစ်သည်ပထမဦးဆုံးကျေးပါတီနိယာပထမဦးဆုံးအခြေအမျိုးသားနှင့်အခမ်းအနားကိုကရပြည်နယ်ဖြူစုံမြို့နယ်လောကြီးခုကြီးရွာတွင်1999ခုနှစ်ဇန်နဝါရီ3ရက်နေ့၌စတင်ကျင်းပခဲ့သည်ရွေးချယ်ရသည့်အကြောင်းအရေးကိုယောမနုမနောလူမျိုးစုများအခြေချနေထိုင်ရာဒေသများအနက်ဖြူစုံမြို့နယ်သည်အချက်အခြာကျပြီးမြို့နယ်စုဝေများအစုနေထိုင်ရာဒေသဖြစ်သောကြောင့်ပထမဆုံးအခြေဖြစ်ရွေးချယ်ကျင်းပခြင်းဖြစ်ပါသည်နိကောအနေနဲ့ကိုယောမနုမနောတိုင်းရေးသားအနေနဲ့မိမိတို့ရဲ့ရည်ကျင်းမှုအမွေအနှစ်တွေကိုဒီထက်မကပုံမထိန်သိမ်းမြင့်တင်နာပါစေကြောင်းကိုယောမနုမနောအမျိုးသားနှစ်တွေကိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးခဲ့ကြတော့ဓမ္မမိတ်ဆွေအားလုံးကိုကျွန်တော်ခုရှိရှိမှကျေးဇူးတင်ရှိကြောင်းပြောချင်ပါတယ်ခင်ဗျာ